တမီးတို့ရဲ့ပလော့တို BKK Vantage ဆိုင်သစ်ဖွင့်ပွဲရှိပါတယ်နော်ဆိုင်ရုံလာအပ်ရဲ့သူတွေကို2000မှုအထက်ဆိုရင် 5% off 9000မှုအထက်ဆိုရင် 10% off နဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်တမီးတို့ရဲ့ပလော့တိုဟာဆိုရင် BKK တကယ်ဘီထုတ်ခေါင်းတွေကိုပဲရောင်းတာပဲဖြစ်ပါတယ်နော်ကဲအထက်မှာဘလို့အလန်းစားတွေရှိမလဲဆိုတာကိုတမီးတို့နဲ့တူတူတွားကြည့်ကြအောင် Soဒါလေးရအောင်ချီပြူလေးပါနော်မန္တလေးနေရာဒီအတွက်ဆိုလုံးဝကွက်တီပဲအင်ကြီးလေးရလဲအသားစာလေးဒီဇိုင်းလေးရလဲစမ်းနေနေရာဒီတက်ဆိုလုံးဝအေးအေးလေးပေါ့နော်ဇာလေးရလဲဝေးရဈေးနှုန်းကြီးရလဲအရန်ချို့တာရယ်ဒီဇိုင်းတွေရလဲစမ်းနေပြီးတော့ဒီဘက်ဒီမှာဆိုရင်လည်းအများကြီးပဲရှိရပေါ့နော်ဒါလေးရဂျင်းဆက်ကလေးပါနော်ဒီလိုလုံးဝအကွဲကြီးလေးရှိရအကွဲဒီဇိုင်းဆန်းတဲ့ဟာလေးလေးရှိရပြီးတော့ဒီဒီဇိုင်းဆန်းလေးလေးရှိရပေါ့နော်အဲ့ဒါကျွန်တော်တို့ဆိုင်ဆန်းနေလိုချင်တယ်ဆိုရင်တမျိုးတို့ဆိုင်အောင်လည်းပြန်ဆိုင်တစ်ဖွင့်ပြီးတော့လာခဲ့လိုက်ကြအောင်နော်အဲ့တော့ BKK အောက်ကားလေးတွေဒါတွေကတော့ဂျင်းတိုလေးတွေပေါ့နော်ဒီဇိုင်းစုံအများကြီးရှိရနော်ခုပဲလာခဲ့လိုက်တော့ဆိုင်ကတော်တော်စီဒီ dress ပေါင်းလေးကြလဲလုံးဝအလန်းစားလေးရှိရမို့အမြင်နဲ့လာဝယ်မှာစစ်ချရမယ်နော်ဆောင်းကနမ်းပဲပြရတယ်ဒီလို product လေးတွေအများကြီးရောက်တာကိုစိတ်ကြိုက်လာရေးဆက်လို့ရတယ်နော်Chicken banana, chicken banana, chicken banana, 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 chicken banana, chicken banana, chicken banana, banana, banana. Allah. ဘလို့လဲဆိုင်တစ်ဘန်ဘလို့တော့ဆိုင်တစ် BKK Vantage ဆိုင်လေးကိုလာပြီးတော့အားပေးရတော့လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင့်ခုဒီလည်းမခံရညောင်းညောင်းလေနော်ညောင်းလို့လည်းကောင်းတယ်ပေါ့နော်ကဲလာရမယ်လိုက်လမ်းစားကြီးပဲတင်မရနော်ရှင်းမိုက်တယ်ဟောတော့ဆေးသွားရအောင်တော့မှာပေါ့ငိမ့်နေဆိုဟိုကလောဘတက်တတ်ပြီနေဘာမှမပြောငါတော့မပြေသေးဘူးနော်ဒီတော့မှကြည်စံနေရှိရင်ငါအကုန်ချုပ်ထက်လိုက်မယ်